ဒီ logo ကိုမြင်လိုက်တာနဲ့ဘာလဲဆိုတာလူတိုင်းသိပါတယ်ဟုတ်ပါတယ် Ralph Lauren ပဲဖြစ်ပါတယ် Ralph Lauren ကဒီလို logo အသေးကနေဘာလို့ဒီလို logo အကြီးကိုပြောင်းတော့ရရလဲပြောင်းရှင်လို့ပြောင်းတာပါခင်ဗျားအပူမပါပါဘူးစတာပါဗျာပထမဆုံးအနေနဲ့ Ralph Lauren ဆိုတာဘာလဲဆိုတာနားလည်ဖို့လိုပါတယ် Ralph Lauren က Polo ဆိုတဲ့အားကစားကို inspire ယူထားတာဖြစ်ပါတယ် Polo ဆိုတာကစားတဲ့ player တွေကမြင်းစီးပြီးတော့ကောက်တန်လိုမျိုးအရာနဲ့ဘောလုံးကိုဂုံးဝင်အောင်သွင်းရတဲ့ game ပဲဖြစ်ပါတယ်ဒါပေမဲ့ Polo shirt လို့ပြောလိုက်တိုင်းလူတိုင်းက Ralph Lauren ဆိုတဲ့ brand ကိုပဲပြင်းမြင်ကြပါတယ် Polo လို့ပြောလိုက်တိုင်း Ralph Lauren ကိုပြင်းမြင်အောင် Ralph Lauren ကိုယ်တိုင်ကဖန်တီးထားတာပဲဖြစ်ပါတယ်ရှေ့ရာစုနဲ့အနည်းငယ်ကိုထပ်ပြီးတော့တောလိုက်မယ်ဆိုရင် Ralph Lauren က small pony ဆိုတဲ့ logo အသေးသေးလေးနဲ့စခဲ့ရပါအချိန်တွေကြာလာတာနဲ့အမျှ Ralph Lauren က fashion လောကမှာလူသိများလာခဲ့ပါ2000ခုနှစ်အစောပိုင်းတွေမှာ fashion က classic ဆန်တာကနေ modern ဘက်ကိုပြောင်းလာကြတယ်လူတွေကပိုပြီးတော့ graphic ဆန်တဲ့အင်ဂျီတွေကိုဝတ်လာကြတယ်ဒီအချိန်မှာ Ralph Lauren small logo ဖုန်းတွေကိုလည်းလူတိုင်းသိနေပြီဖြစ်တယ် Ralph Lauren ကအဲ့ဒါကိုဖျောက်မဲ့အစားပို့ပြီးတော့ကြီးအောင်လုပ်ခဲ့တယ်အဲ့ဒါမှဘုံဆိုပြီးတော့ဖြစ်ရောငကိုကလေးကနေပြီးတော့လူတွေက Polo လို့ပြောလိုက်ရင် Ralph Lauren ကိုပြင်းမြင်ကြတယ်လူတိုင်းကဒီလောက် recognize ဖြစ်နေကြတာဘာလို့ logo ကိုအသေးသေးထားမှလဲအကြီးကြီးလှုပ်လိုက်မှာပေါ့ Ralph Lauren ကအင်ဂျီကိုပဲရောင်းတာမဟုတ်ပါဘူး brand ကိုလည်းရောင်းတာပါ